တဏှာချုပ်သွားလို့တန္တရာပြတ်တာတန္တရာဆိုတာဒုက္ခတန္တရာလဲတယ်ဆိုတာဒုက္ခတန္တရာပြတ်တယ်ဆိုရင်တော့ဒုက္ခတန္တရာပြတ်ရင်တန္တရာလဲရင်တန္တရာလဲနေလို့တန္တရာပြတ်သွားရင်နော်ဘာလို့တန်ရာလဲတာတော့မသိလို့အမှန်မသိလို့အမှန်သိရင်ဒါကြောင့်ဒကာရမတို့အမှန်ကတရားလားသစ္စာလားသိတာကတရားလားဉာဏ်လားသစ္စာကိုသိတာသည်ဉာဏ်ဟုတ်တယ်မလားသစ္စာဉာဏ်သစ္စာကအမှန်ကိုသိတာညာအမှန်ကိုသိတာအမှန်ကိုမသိဘဲနဲ့အမှားကိုသိနေတာကြတော့နော်အမိစ္ဆာအဝိဇ္ဇာလို့ခေါ်တယ်မိစ္ဆာကိုအဝိဇ္ဇာလို့ခေါ်တယ်ဟုတ်တယ်မလားမိစ္ဆာကိုမိစ္ဆာဆိုတာဘာလို့မှားမိစ္ဆာဆိုတာမြင်တာဒိဋ္ဌိမိစ္ဆာနဲ့ဒိဋ္ဌိနဲ့ပေါင်းမိစ္ဆာဒိဋ္ဌိဆိုတာဒကာဓမ္မလို့သိလို့ဖြစ်တာလားမသိလို့ဖြစ်တာလားမသိတာကအဝိဇ္ဇာကြောင့်မိစ္ဆာဒိဋ္ဌိဖြစ်အဝိဇ္ဇာကြောင့်ဝိဇ္ဇာကြောင့်သမ္မာဒိဋ္ဌိဖြစ်ဝိဇ္ဇာကြောင့်ဝိဇ္ဇာဆိုတာဘာလို့အတိမှန်တာကိုဝိဇ္ဇာဟုတ်တယ်မလားအမှန်သိတာကိုဝိဇ္ဇာဖြစ်မှသမ္မာဒိဋ္ဌိဖြစ်မယ်ဟုတ်တယ်မလားအဝိဇ္ဇာကြောင့်မိစ္ဆာဒိဋ္ဌိဖြစ်နေတာအတိမမှန်လို့ဘာဖြစ်နေတာတော့မိစ္ဆာဒိဋ္ဌိဖြစ်နေတာအတိမမှန်တာကအဝိဇ္ဇာဟုတ်တယ်မလားအယူမမှန်တာကဒိဋ္ဌိအယူမမှန်တာကအယူမမှန်မှုဟုတ်တယ်မလားအနိစ္စကိုနိစ္စလို့ယူနေရင်အယူမှန်သေးလားဒုက္ခကိုဒုက္ခလို့ယူနေရင်အနတ္တကိုအတ္တလို့ယူနေရင်အယူမမှန်တာသည်အတိမမှန်လို့ပါဟုတ်တယ်မဟုတ်လားဘာမမှန်လို့အတိမမှန်အဲ့တော့အတိမမှန်တာကတော့ကိုယ့်ရဲ့နှလုံးသွင်းကမှားနေရင်အတိကမှားနေပါပဲနှလုံးသွင်းကမှားနေရင်ဒါကြောင့်ဒကာရမတို့နှလုံးသွင်းမှန်ဖို့ရအတွက်အရှိမှန်ကိုအရှိမှန်တိုင်းသိရမယ်အရှိမှန်ကိုအရှိမှန်တိုင်းသိရင်ဘာမှန်တော့အရှိမှန်ကိုအတိမားနေရင်အရှိမှန်ကိုနှလုံးသွင်းမားနေရင်ဟုတ်တယ်မလားအတိမားလို့နှလုံးသွင်းမားလာတာပဲအတိမှန်ရင်ဟုတ်တယ်မလားအရှိမှန်ကိုဒကာရမတို့အရှိမှန်ကိုအတိမားနေရင်နှလုံးသွင်းမားပါအရှိမှန်ကိုအရှိမှန်တိုင်းသိနေရင်တကယ်ရှိတာကအနိစ္စဟာတကယ်ရှိတယ်ဒုက္ခအနတ္တဟာတကယ်ရှိတာအနိစ္စဒုက္ခအနတ္တဟုတ်တယ်မလားအဲ့ဒါကိုနိစ္စဒုက္ခအတ္တလို့ဒကာဓမ္မတွေကမြင်နေရင်အမြင်မှားပဲဟုတ်တယ်မလားအမြင်မှားဘယ်ရလာတော့ဆိုရင်မရှိတာကိုအရှိလုပ်ပြီးနှလုံးသွင်းနေလို့အမြင်မှားလာတာမရှိတာကိုအရှိလုပ်ပြီးတော့နှလုံးသွင်းမှားနေလို့အမြင်မှားဘယ်ရလာနှလုံးသွင်းမှားလာ ဟုတ်တယ်မလားအဲ့ဒါကိုနိစ္စဒုက္ခအတ္တလို့ဒကာဓမ္မတွေကမြင်နေရင်အမြင်မှားပဲဟုတ်တယ်မလားအမြင်မှားဘယ်ရလာနှလုံးသွင်းမှားနေလို့အမြင်မှားဘယ်ရလာနှလုံးသွင်းမှားလာဟုတ်တယ်မလား မှန်ပါဗျာ ဟုတ်တယ်မလား မှန်ပါဗျာ အရှိမှန်ကို
နှလုံးသွင်းမှားလာတာပဲနှလုံးသွင်းမှားတာကလည်းမှားခြင်းလို့မှားတာလားအတိမှားနေလို့လားအတိကဘယ်ပေါ်မှာမှားတော့ဆိုတော့နော်ဒကာဓမ္မတို့အရှိတရားပေါ်မှာအတိကမှားတာအရှိတရားပေါ်မှာတကယ်ရှိနေတာကအနိစ္စဒုက္ခအနတ္တအဲ့ဒါတကယ်မရှိဘူးလားအဲ့ဒါနေစ္စဒုက္ခအတ္တလို့သိနေရင်အတိကမှားပြီအရှိတရားကိုအတိမှားလို့ဒုက္ခရဟုတ်တော့မလားအတိမှန်ရင်ဘာကြောင့်ဒုက္ခဖြစ်နေတာတော့အရှိတရားကိုအတိမှားလို့အရှိတရားကိုအတိမှားလို့ဟုတ်တယ်မလားတကယ်တမ်းရှိတာကဒကာဓမ္မတို့အနိစ္စဟာတကယ်ရှိတယ်ဒုက္ခအနတ္တဟာတကယ်ရှိတယ်တကယ်ရှိတဲ့အနိစ္စကိုနိစ္စလို့အတိမှားနေလို့ဒုက္ခရောက်ဒုက္ခလို့အတိမှားနေလို့အတ္တလို့အတိမှားနေလို့ဒုက္ခဘာကြောင့်ရောက်ရတယ်ဒုက္ခဘာကြောင့်ချုပ်ရတယ်ဒါကြောင့်ဒကာဓမ္မတို့အတိမှန်ရှိဖို့ဟာနော်အရေးကြီးဆုံးပဲများသောအားဖြင့်ဒကာဓမ္မတို့တရားမနာဘူးသေးတဲ့ပုဂ္ဂိုလ်တွေကပါမနဲ့နေတာလေတရားနာထားတဲ့ပုဂ္ဂိုလ်တွေကတော့အတိမှန်နဲ့နေတာဟုတ်တယ်မလားအတိမှန်ပေးနိုင်တာကလည်းဘုရားပဲအတိမှန်ပေးနိုင်တာကအတိမှန်ဘသူကပေးတယ်ဘုရားကမပွင့်ဘူးဆိုရင်အတိမှန်ဆိုတာမရှိနိုင်ဘူးဟုတ်တယ်မလားဘာကြောင့်ဘုရားဘာကြောင့်ဖြစ်ပါလဲဆိုရင်အတိမှန်လို့ဘုရားဖြစ်အမှန်သိလို့အတိမှန်လို့ဘုရားဖြစ်တာနော်ဟုတ်တယ်မလားဒါကြောင့်မှန်တာကိုတရားမှန်တာကိုဗါလဲတော့အတိမှန်တာကိုအတိမှားနေတာကိုမတရားကြောင့်ဘာရောက်တရားကြောင့်ဒါကြောင့်တရားသိမှတရားမသိရင်ဒါကြောင့်တရားသိဖို့ကြိုးစားကြပါစို့လို့တိုက်တွန်းရင်ဒါဤသိသွားတဲ့သာဓုသုံးခြင်းခေါ်ရတော်ကြောင်းစို့